Hi, today. I want to need a chin little samlo. Balini to metin a chin the little samlo ba. Wan or zon the little samlo bono. See to abiro or zonly don't way body. Or zonly aleno, like da, no pan ave. Kate uli lewe get it. Or zonly napping kate uli the low. And chopin by me. Biro. ယူရီးယားကြာစံပါမယ်ပေါ့နော်ကဲကြောက်ပွင့်လေးကိုဝမ်ကရေလေးနဲ့စိန်ထားလိုက်ပါတယ်ပွားသွားအောင်လို့အော်ဇွန်းလေးတွေကိုလည်းအပေါ်ကအရွက်ကလေးတွေကိုဖယ်လိုက်ပါတယ်အရွက်ကလေးတွေကိုလွတ်မပစ်ပါနဲ့နော်ဒီအရွက်ကလေးတွေကလေအရန်ကိုနူးညံ့ပါတယ်ချင်းချက်တဲ့ချိန်ဆိုလဲဘယ်ချင်းရည်တဲ့ဖြစ်ဖြစ်ခတ်လို့အရန်ကောင်းပါတယ်သူကဟင်းညိုရည်လေးတဲ့ခတ်တောက်လဲအရန်ကောင်းတယ်နော်ရွက်လေးတွေကိုတင်ထားပါမယ်ပြီးရင်အခုံကိုခွာပလိုက်မယ်ခွာပြီးတော့ခကြက်လေးကိုလည်းအခုံခွာမယ်ခွာပြီးတော့ဂျယ်လေးနဲ့ချစ်လိုက်မယ်ပေါ့နော်ချစ်ပြီးရင်ရေလေးခံပြီးတော့ချစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွတ်ကလေးဖြစ်အောင်လို့ပါကဲရေလေးခံပြီးတော့ချစ်မယ်ပြီးတော့ကြောက်ပွင့်လေးရလဲပွာလာပြီပေါ့နော်ပွာလာပြီဆိုရင်ဒီဖင်ဘက်ကဒီမာတဲ့ဟာလေးတွေကိုညှက်ထုတ်လိုက်ပါမယ်ညှက်ထုတ်ပြီးတော့ဖယ်ပလိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒီအပွင့်လေးတွေကိုလက်ကလေးနဲ့ပဲပေါ့နော်မသေးမကြည့်လေးတွေဖွာလိုက်ပါတယ်ပြီးရင်ရေကို2ရေ3ရေလေးတီချာလေးဆေးပြီးတော့ရေစစ်ထားလိုက်ပါမယ်ကြာစံလေးကိုလည်းပြုတ်ထားပါတယ်ယူရီးယားကြာစံပေါ့နော်ကြာစံလေးကိုလည်းပြုတ်ထားပါတယ်တအားကြီးအောင်မပြုတ်ပါဘူးနော်နည်းနည်းလေးပေါ့နော်တအားကြီးမအီခင်စက်တောက်လေးအချိန်ကိုပေါ့ချပြီးတော့ရေလေးဆေးလိုက်တယ်ပေါ့နော်အဲ့ဒါမှတုတ်ထဲမှာစားလို့ကောင်းတာပါလို့နှမ်းနဲ့မြေပဲလေးထောင်းထားတယ်မြုပ်သီးစိမ့်နဲ့ကြက်သွန်ဖြူလေးကိုလည်းတောက်ဆင်းထားတယ်နန်းနန်းမင်းလေးပါမယ်စားထည့်မယ်ကြက်သားမုံပဲငံပြားကြီးလေးထည့်မယ်တမညာကြီးထည့်မယ်ဒီတိုင်းနေပြီးတော့တုတ်ရင်လည်းကောင်းပါတယ်နော်တချို့ကြတော့စီမကြိုက်ဘူးပေါ့စီမကြိုက်ဘူးဆိုလဲဝမ်တော့တစ်ခါတလေကြိုက်ဒီတိုင်းနေပြီးတော့တုတ်ပါတယ်ဒီနေ့တော့စက်တော့အဖြူစီချက်ကလေးပေါ့နော်စီချက်ကလေးကိုနည်းနည်းထည့်လိုက်ပါတယ်နှစ်စုံလောက်ထည့်ပြီးတော့နေလိုက်မယ်ပေါ့နော်မွေးလေးဖြစ်သွားတာပေါ့နော်ကဲဝမ်တော့လက်အိတ်ကြီးနဲ့မနေဘူးလားလို့တော့ဝမ်ကမပြောနဲ့နော်ဝမ်အားရပါရဒီလိုနေရမှာအိရှင်မလေးဝမ်ဆိုတော့လေအိရှင်မဝမ်စတိုင်လေးပဲဝမ်ဒီလိုမိုးလေးနေလိုက်ရမှာဝမ်စိတ်ကျင်နေတာပါလို့လက်အိတ်နဲ့နေတာတော့ပိုပြီးတက်ရှင်တာပေါ့နော်မှန်ပါတယ်လို့ဒါပေမဲ့လက်အိတ်ကလည်းကုန်နေပါတယ်လို့ဝမ်တော့အားရပါရနေပြီးတော့မြည်လိုက်ပါမယ်ရတာလေးကလည်းတော်ပါပဲအဆက်ကလေးကလည်းတော်ပါပဲကဲဒါဆိုရင်တော့ပကံလေးတွေထည့်လိုက်ပါဦးမေအပေါ်ကနေနန်းနန်းမင်းလေးအုပ်လိုက်ပြီဆိုရင်ကဲစားလို့ရပါပြီရှင်ကဲဝမ်တော့နော်ထမင်းလို့ကိုစားတာဂျာစံတုပ်လေးရန်ကောင်းရွက်ကလေးတွေကိုလည်းချမောင်ရဲ့ချင်ရည်လေးတွေကိုဝမ်ထည့်လိုက်ပါတယ်ရန်ကိုစားကောင်းတာနော်နူးညံ့ပြီးတော့သူကဆက်လက်ရွက်ထက်ကိုနူးညံ့နေစားရတာလေဟင်းညိုရီဝရိုးဟင်းရီတို့ကြက်ရိုးဟင်းရီလေးလည်းခတ်ပြီးတော့စားသူကအခါတက်လည်းမရှိဘူးအရန်ကိုစားကောင်းပါတယ်လို့ကဲချစ်တဲ့နော်ဝမ်ပို့စ်လေးတွေကိုတဲလေးပေးဖို့မင်းနဲ့နော်